ဒီနေ့စိတ်ဖိစီးမှုကိုလွန်ဆန်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ပြောပါမယ်စိတ်ဖိစီးမှုဆိုတာလူတိုင်းမှာကြုံကြတယ်ဒါကြောင့်လဲဆိုတော့အလိုမကျတာတွေကိုယ်နဲ့ဆက်ဆံနေတဲ့သူတွေရဲ့ကိုလိုချင်တဲ့ပုံစံမျိုးနဲ့ကိုမဆက်ဆံတာတွေကိုဖြစ်ချင်တဲ့ပုံစံတွေဖြစ်မလာတာတွေအဓိကအားဖြင့်တော့အလိုမကျလို့စိတ်ဓာတ်တွေကြစိတ်ဖိစီးမှုဆိုတဲ့နေရာမှာလုံတိုင်းမဖြစ်လို့ဖြစ်လာတဲ့အရာကြပြန်တော့လည်းပဲအနောက်ရှက်အဟံတာများလို့ဒီလိုမျိုးတွေနဲ့စိတ်ဖိစီးမှုတွေဖြစ်ကြတရားဟောတဲ့တရားလေးကိုရှေ့ဆုံးပြောမယ်ဆိုလို့ရှိရင်စိတ်ဆိုတဲ့သဘောတရားအင်မတန်မြန်ပါတယ်အမြန်တဲ့စိတ်ကိုပညာရှိတွေကထိမ့်သိမ်းသင်ပါတယ်တဲ့ဒီစိတ်ကိုထိမ့်သိမ်းနိုင်ခြင်းဟာပညာရှိလို့ခေါ်တယ်နောက်တစ်ခါလူတွေကဒီဘေးရန်အန္တရာယ်ဆိုတဲ့စိတ်ဆင်းရဲခြင်းစတဲ့ဘေးရန်အန္တရာယ်တွေဘာကြောင့်ရတာလဲဆိုတော့သူတို့မှာရာဂဆိုတဲ့တတ်မှတ်တဲ့စိတ်အဲ့ဒီဆွဆိုမှုရှိနေရင်တော့၎င်းသူများကိုပြစ်မှားလို့တဲ့အမြဲတမ်းဒေါသဖြစ်တတ်တဲ့စိတ်မျိုးကြောင့်တော့၎င်းအဲ့ဒီပုဂ္ဂိုလ်တွေရဲ့စိတ်ဟာအန္တရာယ်မကင်းပါဘူးတဲ့အဲ့တော့စိတ်ဖိစီးတယ်ဆိုတာကိုဘုရားတရားတော်အရာဘက်ကကြည့်မယ်ဆိုရင်လူကျင်တာတွေများနေလို့ပြီးတော့အလိုမကျစိတ်တွေများနေလို့အချုပ်အားဖြင့်ဆိုရင်လောဘနဲ့ဒေါသများနေလို့လောဘနဲ့ဒေါသများနေတဲ့အခါမျိုးမှာစိတ်ဖိစီးမှုတွေများလာတတ်တယ်ပြီးတော့ဒီစိတ်ဖိစီးမှုကိုဘယ်လိုလွန်ဆန်ကြမလဲဘုရားဟောတဲ့တရားအရာပဲဆိုလို့ရှိရင်အဲ့ဒီအလိုမကျတာကိုအလိုကျလာတဲ့အနေအထားမျိုးထိဥပိ္ပခာပြုနိုင်အောင်နေရမယ်အဲ့တော့အများကတော့ပြောကြတယ်စိတ်တွေညစ်တယ်ဘုရားစိတ်တွေဖိစီးပါတယ်ဘုရားလို့ပြောကြတယ်သူတို့အနေနဲ့ထွက်ပေါက်မရှိဘူးနားလဲတယ်အဲ့တော့သူတို့မှစိတ်ဖိစီးတာလားဆိုတော့ဒါဘုန်းကြီးအနေနဲ့လက်တွေ့ပြောပြရမယ်ဆိုရင်ဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲစိတ်ဖိစီးစရာတွေကြုံတာပဲဒါပေမဲ့ဘာဖြစ်လို့ပြုံးပြနေနိုင်တာလဲကိုကအဲ့လောကသဘာဝကိုလောကသဘာဝအတိုင်းလက်ခံထားတာဥပမာအပြင်ပြောမယ်ဆိုရင်ဒါမနေ့ကတော့မှဆိုလို့ရှိရင်တရားတစ်ပုဒ်ကိုတွင်းနေတဲ့အချိန်မှာဘုန်းကြီးရဲ့သားတစ်ပည့်တယောက်ကဆေးရုံမှာဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပြီးတော့လက်တွေပါတွေအကုန်လုံးခွဲစိတ်ခံဝင်ရတဲ့အထိမနေ့ကဆိုတာဆေးရုံမှာဒါပေမဲ့ဘုန်းကြီးအလုပ်ကိုဆက်လုပ်နိုင်တယ်ပြုံးနေနိုင်တယ်အဲ့ဒါဘာလဲဆိုတော့စိတ်ကိုနိုင်နေတာစိတ်ကိုထားတဲ့နေရာမှာပဲထားတယ်စိတ်မကြည်တာကိုကြည်အောင်ချက်ချင်းပြန်ပြီးတော့ထိန်းနိုင်တယ်အဲ့ဒီစိတ်ကိုထိန်းနိုင်ခြင်းဟာပညာရှိလို့ဘုရားကလည်းဟောထားစိတ်ဆိုတာလွတ်ပေးထားတဲ့အရာမျိုးမဟုတ်ဘူးအဲ့တော့ကိုယ်ဒီမှာကိုယ်ဆိုင်ရာဘာသာရေးအရာနှလုံးသွင်းလို့ရတဲ့ကိစ္စလေးတွေရှိတယ်မေတ္တာပွားနေခြင်းဟာတော့ဘာသာတရားအလုံးနဲ့ခြုံငုံပြီးတော့မိတယ်အဲ့တော့အလုံးတရားတွေကျမ်းမှာချမ်းသာကြပါစေဆိုတဲ့စိတ်ကလေးနဲ့အဲ့ဒီစိတ်ကလေးနဲ့ပဲအလုပ်တွေအကုန်လုံးကိုလုပ်နေလို့ရှိရင်ကျန်တဲ့ကိစ္စတွေမေ့သွားတယ်အနောက်ရှက်အဟံတားတွေကိုမေ့သွားသားသမီးကဆုံးမလို့မရလို့တို့ယောက်ျားကကိုယ်ပေါ်မှာလိုက်မသိလို့တို့ကိုယ်တပည့်တွေကကိုခိုင်းတယ်လို့မဖြစ်လို့တို့စသည်ဖြင့်အလိုမကျတဲ့ပုဂ္ဂိုလ်တွေအလိုမကျရင်းနဲ့လောကကြီးကိုသူတို့ကအကျမ်းသဘောကြီးနဲ့ကြည့်ပြီးတော့လူတွေကအဲ့ဒီစိတ်ဖိစီးမှုတန်တွေကြောင့်ပြန်ပေါက်ကွဲထွက်လိုက်တဲ့အခါမှာလူချမ်းတွေဖြစ်ကုန်စိတ်ချမ်းတော့လူချမ်းတယ်လို့ဆိုလိုတာအဲ့ဒီစိတ်ချမ်းမှုကိုနှိမ်နှင်းနိုင်တာကတော့ဘာဝနာတစ်ခုခုပွားနေတာလွယ်လို့ဘာနဲ့မှရင်ဆိုင်လို့မရဘူးဘာဝနာပွားတယ်ဆိုတာမေတ္တာလေးပွားနေတာအဓိကအဖြစ်အားလုံးလုပ်လို့ရတာမေတ္တာပွားတာချမ်းသာကြပါစေချမ်းသာကြပါစေချမ်းသာကြတာပဲချမ်းသာကြပါစေချမ်းသာကြပါစေအဲ့ဒီစိတ်ကလေးနဲ့နေလိုက်တာနဲ့တပြိုင်နက်ကျန်တဲ့ကိစ္စတွေကအပါဟိကတာမန်လေးတွေဖြစ်သွားတယ်အဲ့ကျင့်ကိုကျင့်ရမယ်မကျင့်နိုင်ဘူးဖျားလို့ပြောလို့မရဘူးဘုန်းကြီးတို့ကိုယ်တိုင်ဒါအခုလက်တလောဖြစ်တာမနေ့ကသားတစ်ပြည့်တယောက်စေုံတင်ထားတယ်အဲ့ဒီတင်ထားတဲ့ကိစ္စကိုအေးအေးဆေးဆေးလွန်မြောက်နိုင်တယ်နောက်တစ်ခါ2008ခုနှစ်တုန်းကဘုန်းကြီးရဲ့မိဘများနာဂတ်ထဲမှာပါသွားတယ်ဒီနေ့ဘုန်းကြီးအသက်ရှင်နေတယ်လေသူတို့နာဂတ်ထဲမှာပါသွားတယ်ကို့မှာထောက်ပံ့မဲ့သူဘယ်သူမှမရှိတော့တဲ့ဘဝကနေတုံညာကနေပြန်ပြီးတော့စလာတာဘယ်စိတ်နဲ့စတာလဲဆိုတော့ကို့မှာအရေးချင်းရှိနေရင်ဆက်ပြီးတော့ရှောင်လန်းလို့ရမယ်အလုပ်ဆိုတာဆက်ပြီးတော့လုပ်နေရမယ်အကျိုးပေးမယ်ဆိုတာဘယ်နည်းပေးမယ်ဆိုတာမပြောနိုင်ဘူးသူတော့ကို့တာဝန်ကရှောက်ရမယ်လမ်းကိုဆက်ပြီးတော့ရှောက်နေရမယ်ရှောက်တဲ့နေရာမှာလည်းတတိမလွတ်ဖက်နဲ့အဲ့ဒီတစ်ခုခုတရားအယုံတစ်ခုခုကိုယူထားပြီးတော့ကျန်တာတွေကိုအသေးအဖွဲလေးတွေလိုသဘောထားနိုင်တဲ့အထိစိတ်ကိုပွားယူရတယ်ခဏခဏတွေးရင်တော့စိတ်ကပိုပြီးဖိစီးမှာပေါ့ဝင်တော့ပိုပြီးတော့များမှာပေါ့ခဏခဏတွေးစရာမလိုစိတ်ကိုတဲ့လေးနေတဲ့စိတ်ကိုချက်ချင်းမကောင်းတဲ့စိတ်ဆိုရင်ကောင်းတဲ့စိတ်ဖြစ်အောင်ချက်ချင်းပြောင်းလိုက်ပါလို့ဘုရားဟောတယ်ပြောင်းနိုင်ဖို့ဆိုတာကတော့စိတ်လေ့ကျင့်ခံခဏခဏလုပ်ရမယ်ဒါဆိုစိတ်ဖိစီးမှုကိုလွန်ဆန်နိုင်ပါမယ်စိတ်ဖိစီးမှုကိုရင်ဆိုင်နိုင်ကြပါလိမ့်မယ်စိတ်ဖိစီးမှုကနေပြီးတော့လွတ်မြောက်နိုင်ကြပါလိမ့်မယ်လို့ပြောရင်းနဲ့အလုံးသောလူသားအပေါင်းကိုယ်စိတ်နှပြချမ်းသာပါစေလို့ဆုတောင်းပေးပါတယ်